Screen. Music folder player full. Okay အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြောပြပေးမယ့် tricks ပေါ့နော်ဒီ tricks လေးကတော့ကျွန်တော်လက်ရှိဒီ CSR user တွေပေါ့နော် CSR user တွေအတွက်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ keyboard ကိုကျွန်တော်တို့smooth ဖြစ်နဲ့စာရိုက်လို့ရတဲ့ feature လေးပေါ့နော်ဒီ feature လေးကိုသိတဲ့လူလေးရှိမယ်အဲ့တော့သိတဲ့လူကတော့ထုံးစံတိုင်းပဲဒီ video ကြော်သွားလိုက်ပါနော်မသိတဲ့လူကတော့ဆက်ပြီးတော့ကြည့်လိုက်ပါနော် okay အဲ့တော့ဒီ feature လေးကဘာလိုမျိုးအလုပ်လုပ်ထားလဲဆိုတော့ကျွန်တော်တို့ကတာမန်ဆိုရင်ကျွန်တော်တို့စာရိုက်လို့ရှိရင်နှီးရလीနော်တော်တော်ကြီးကိုနှီးကွေးတယ်ဥမာတစ်ခုခုရိုက်လိုက်ပြီးဆိုရင်လက်ကအကြာကြီးပဲစောင့်နေရမျိုးဒီမှာကျတော့ဒီ twist coder ဖွင့်ထားလိုက်မယ်ဆိုရင်သူကကွန်ပျူတာတစ်လုံးလိုပဲတော်တော်လေးမြန်ဆက်ရိုက်နိုင်တယ်ဘယ်လောက်ထိမြန်လဲဆိုကျွန်တော်စမ်းပြီးရိုက်ပြမယ်ပေါ့နော် okay ဒီမှာ search message မှာရိုက်ကြည့်မယ် Next language. okay ဒီမှာဆိုရင်Overview next language. သူက Home button. Okay. H E L L P O space hello. အဲ့လောက်ထိမြန်တယ်ပေါ့နော်သူကတော်တော်မြန်တယ်သူထိရနဲ့ဒီချက်ချကို touch လုပ်လိုက်တာနဲ့တန်းကနေသူက keyboard ကတန်းကနေအတီးပြူတာပေါ့နော်တခုရှိရာဒီ keyboard area ပေါ်မှာတော့ချက်ချတွေဆွဲလို့မရဘူးပေါ့နော်swipe down up to right left တို့ဘာလို့ချက်ချတွေဆွဲလို့မရတာတခုပဲရှိရဲကျန်တာတော့ keyboard ကတော်တော်လေးတွတ်တွတ်လဲလဲရေးလို့ရတယ်ပေါ့နော်ဒီမှာမြန်မာစာဆိုရင်လည်းဟော okay ဒီမှာနော် Shift ဒီမှာဆိုရင်တော်တော်လေးရေးလို့အဆင်ပြေရပေါ့နော် okay အဲ့တော့ဒါလေးကိုကျွန်တော်ဘယ်လိုမျိုးလုပ်အောင်မလဲဆိုတော့ဒါကိုလုပ်မယ်ဆိုတော့ဒီ Jisoo ရဲ့နောက်ဆုံး update ဖြစ်ဖို့တော့လိုတယ်ပေါ့နော်အဲ့တော့ဒီ Jisoo ရဲ့ official web Telegram channel ပေါ့နော် website တောင်ဖြစ်ကုန်မှာ official Telegram channel ကိုလည်းကျွန်တော်ဒီမှာ link ချပေးထားမှာเนาะဒီမှာသူကဒီမှာကျွန်တော် Telegram နဲ့ဝင်ပြမယ် Telegram နဲ့မှာဒီမှာပေါ့နော်သူရဲ့ CSR with MK မှာသူတင်ထားတယ်ဒီမှာ version တွေရှိတယ် APK Felicio Light 17 April 2020 ဒီ17ပေါ့နော်ဒီ April 18ရက်နေ့2026 version ပေါ့နော်ဒီ version ကတော့ကျွန်တော်တင်ကြည့်ရတာကတော့ကျွန်တော်ဖုန်းမှာတော့တင်လို့မရဘူးပေါ့နော် setup လုပ်တဲ့အဆင့်ထိရတယ်ဒါပေမဲ့တကယ်သုံးတဲ့အချိန်ကျအလုံးမလုပ်ဘူးပေါ့နော်အဲ့တော့အပေါ်က version ပေါ့နော် April 4ရက်နေ့လား APK Felicio Light April 4th 2026 April 4 ပေါ့နော် April 4 ဆိုတော့ words AP Felicio Light April 4th April 4ရက်နေ့ပေါ့နော် characters space HOT 4 space 4ဟုတ်တယ် April 4ရက်နေ့ version ကတော့ကျွန်တော်တို့ ਨੇ အဆင်ပြေပေါ့နော် April 4ရက်နေ့ version ကိုတင်ထားဖို့တော့လိုတယ်18ရက်နေ့ version ကိုအဆင်ပြေလို့ရလဲ18ရက်နေ့ version ကိုသုံးပေါ့နော်18ရက်နေ့ version ကိုသုံးလို့မရဘူးဆိုရင်တော့ဒီ April 4ရက်နေ့ပေါ့နော်2026 version ကို install တင်ပြီးသုံးပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကဒီ twist ကပုံမှန်ရှိရလဲဆိုတော့ဒီ show တွေကိုသွားလိုက်မယ်Screen home screen ဒီ show တွေကကျွန်တော်တို့ advanced setting တွေကိုသွားမယ်ဒီ twist ကပါလာတော့ကြာပြီပေါ့နော်အရင် version တွေတော့သူကတရုတ်လို button လေးပဲထားတာဒါပေမဲ့ဒီမှာတော့ English လိုပါလာတာပို့ပြီးတော့အဆင်ပြေသွားတာပေါ့နော်အဲ့တော့ဒီမှာ presented by Sam Adamada အဲ့တော့ကျွန်တော် auto start schedule type in setting နဲ့သွားလိုက်မယ် backup power managed backup resource get auto menu custom use G power backup resource profile get auto menu custom use G others power management set language power others use navigate advanced set scheduled tasks timers article reading operations typing settings type in setting နဲ့ဝင်လိုက်ပါနော် type in setting နဲ့မှာကျွန်တော်က suspend browse by touch while keyboard is shown not checked use gesture typing set use to suspend browse by touch while keyboard is shown not checked suspend screen reader gestures when keyboard is in focus checked okay ဒီမှာပေါ့နော်တတိယဟာပေါ့နော်ပထမ use gestures to switch candidate suspend browse by touch while keyboard is shown not checked ဒီတတိယဟာပေါ့နော် suspend screen reader gestures when keyboard is in focus checked okay system suspend screen reader gestures when keyboard is in focus checked okay suspend screen reader ပေါ့နော် suspend screen reader gestures suspend screen reader တခြား keyboard focus ပေါ့နော်ဒါကိုကျွန်တော်တို့ကအမှန်ချပေးထားမယ် okay ဒါကိုအမှန်ချဖြုတ်ပြီးတော့ကျွန်တော်စာပြန်ရေးကြည့်မယ်အဲ့တော့ message ကိုကျွန်တော်ပြန်သွားကြည့်မယ် message ထဲမှာကျွန်တော်ရေးကြည့်မယ်ဟောဒီမှာနှေးနေနော်ကျွန်တော်လက်သွားတိုင်းမလိုက်တော့နော်သူကမစလက်သွားတိုင်းမလိုက်တော့အဲ့တော့ကျွန်တော်ဒါကိုပြန်ချက်လိုက်မယ် screen reader setting နဲ့ဒီတတိယဟာပေါ့နော် typing settings speak echo type use gestures as suspend screen reader gestures when keyboard is in focus not checked ဒီ suspend screen reader gesture one focus ပေါ့နော်ဒါလေးကိုကျွန်တော်အမှန်ချပြန်ပေးလိုက်မယ် checked
Not checked. Okay ကျွန်တော်ပြန်ချက်လိုက်ပြီပေါ့နော်ဒီဟာကိုချက်လိုက်လို့ရှိရင်သူကစာရိုက်ထားပြန်ပြီးကျွန်တော်စာရိုက်ကြည့်မယ် Message and more button. message ကိုပြန်ဝင်ရေးရမှာ Phone message. Home screen. Recent phone manager. More visual light. Home screen messages as messages. ကျွန်တော်ပြန်ရေးလိုက်မယ်နော် Okay ဒီမှာခ Okay ဒီမှာရေးရတော်တော်မြန်နေတော့သူလက်ကိုလက်သွားတဲ့အတိုင်းလိုက်တယ်ပေါ့နော် eloquent လို့ပဲပေါ့နော်လက်သွားတဲ့အတိုင်းလိုက်တယ်ဒါမှတခုရှိရဒီ keyboard area ပေါ်မှာဒီချက်ချာဆွဲလို့မရဘူးပေါ့နော်ဒီမှာကျွန်တော်ချက်ချာဆွဲကြည့်မယ်ဆွဲလို့မရဘူးဒါကျွန်တော် down lap ကိုဆွဲရပါတော့ဒါပေမဲ့ဒီ keyboard area နဲ့လွတ်အောင်ဆွဲမယ်ဆိုရင်တော့ရပါတယ်နော်ဟိုကျွန်တော်တို့က screen reader ရဲ့ screen reader တောင်ဖြစ်ကုန်ပါအပေါ်ပေါ့နော်ဖုန်းရဲ့ကျွန်တော်အပေါ်ဝိုင်းကိုဆွဲမယ်ဆိုရင်အဆင်ပြေပေါ့နော်ဒီ keyboard area နဲ့လွတ်အောင်တော့ဆွဲမှာပေါ့ Okay အဲ့တော့ကျွန်တော်အပေါ်ဝိုင်းကနေပြီးဆွဲရမယ်ဒါဆိုရင်ရတယ်ပေါ့နော် Okay အဲ့တော့ဒီ twist လေးကိုလာပြောပြရပါတော့နော်အဲ့ကျွန်တော်ပြောလို့ပဲဒီ twist ကိုသုံးမယ်ဆိုရင်တော့ April 4ရက်နေ့ version ပေါ့နော်2026 version ကိုတင်ရမယ်တကယ်လို့18ရက်နေ့ version ကြိုက်တဲ့လူတွေ18ရက်နေ့ version ကိုသုံးပေါ့နော်ဒီကျွန်တော်ကတော့18ရက်နေ့ version က setup လုပ်တဲ့အထိတော့ရတယ်ပေါ့နော်ဒါပေမဲ့ဒီတကယ်သုံးတဲ့အချိန်ကျတော့အဆင်မပြေတော့လို့ကျွန်တော်4ရက်နေ့ version ကိုပဲသုံးတယ်ပေါ့နော်အဲ့တော့ဒီ April 4ရက်နေ့ version ကိုတင်ပြီးတော့သုံးမှဆိုတော့ဒီ twist ကပါပါတယ်လို့ကျွန်တော်တို့အရင်ကျွန်တော်စက်တင်ဘာလ19ရက်နေ့ version မှာလည်းပါတယ်ဗျသူကတော့ beta version ပေါ့နော်အဲ့ CSR MK ထဲမှာတွေ့ပါလိမ့်မယ်ပေါ့နော်အများကြီးပဲဒီ Jisho version တွေအများကြီးပဲအဲ့ဒီထဲမှာတော့အများကြီးပဲသူကတော့အဲ့တော့တရုတ်လိုပတ်တန်လေးပေါ့နော်အခုမှအင်္ဂလိပ်လိုပါတာပေါ့နော်သူက system အခုတော့တော့ပြောအခုတော့ဒီ system screen reader capture wide focus keyboard ပေါ့နော်အဲ့ keyboard wide focus လာမခေါ်ရပါဘူးဗျသူတို့အင်္ဂလိပ်လိုတွေအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒီ twist လေးကိုလာပြရဖြစ်ပါတယ်အဲ့တော့စာရိုက်တာနှင်းနှီးကွေးကွေးနဲ့ရိုက်နေတဲ့လူတွေတော့ဒီ twist လေးကိုလာပြောပြရပါတော့စာရိုက်ရတာတော်တော်လေး smooth ဖြစ်နဲ့မြန်မြန်ဆန်ဆန်ရိုက်လို့ရတယ်ဆိုတော့ကျွန်တော်လာပြောပြရဖြစ်ပါတယ် Okay အားလုံးပဲကျေးဇူးပါဗျနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျ Recorder. Expand button. Pause. Stop.